ဘာဝနှစ်လို့ဖြစ်လိုက်ရင်ကျွန်တော်တို့1653ညခွေနော်6565လို့ကြာ10ပါဝါ3နဲ့10ပါဝါ3ဆိုရင်လည်းကျွန်တော်တို့1653ညအခွေပဲနော်အခွေလေးကိုပြပြီးနောက်ဆိုရင်ကိုယ်ဟာလေးနဲ့ကိုတိသွားအောင်ပေါ့နော်ဒီမှာ4ပါဝါ9 1653ညအခွေပါတဲ့နော်10လို့ကြာဒီမှာဆိုရင်လည်းကျွန်တော်တို့နှစ်ပရိတ်ကိုနှစ်ပရိတ်သွင်းတာဖြစ်တဲ့အတွက်1653ညအခွေပါပဲတဲ့နော်3ည6နောက်ဆိုရင်ကိုယ်ဟာလေးနဲ့ကိုတိသွားတာပေါ့နော်ဤပညာလေးတွေ9ပရိတ်ကို9ပါဝါ4ပရိတ်လို့ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့1653ညအခွေ50 3ပရိတ်ကို3ပရိတ်လို့သွင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့1653ညအခွေ51အဲ့ဒီမှာကျွန်တော်တို့ကပြီးခဲ့တဲ့ဘက်က9ပရိတ်ကို3ညပရိတ်လို့တွင်းတာဖြစ်တဲ့အတွက်1653ညအခွေနော်နောက်ကိုအဲ့လိုဖြစ်လာတဲ့ဆိုရင်ကိုယ်ဟာလေးနဲ့ကိုပေါ့နော်အကောင်တွေက2022လောက်ထဲရလာနော်1653ညအခွေနော်ဒီမှာအခုကျွန်တော်9ပတ်ဒီမှာကျွန်တော်တို့96နဲ့9ခွန်နော်အဲ့မနေ့ကကျွန်တော်တို့တွင်းထားတဲ့ဇယားပေါ့နော်တွင်းထားတဲ့ဇယားမှာကျွန်တော်တို့က62 6တလုံးပိုင်နဲ့အဲ့မှာတူသွားတယ်ဒီမှာကြမဲ့ကဏ္ဍလေးနော်9တလုံး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 ဒီမနေ့9တလုံးပေါ့နော်9တလုံးကြအဲ့တော့ဂရုသမားတွေကတော့ကိုနေလင်းအောင်တက်လာပြီကိုနေလင်းအောင်ဟေးကိုနိုင်ကင်းဒီနေ့အကောင့်ကလည်းရက်60ပြည့်မှာနော်ရက်60ပြည့်မှာ live ဖြစ်လို့ရမယ်ဒီကောင်ကိုနိုင်ကတော့ကျွန်တော်တို့5K ရှိသွားပြီပေါ့နော်အခုလူထောင်ကျော်လဲအခါလို့မရပါဘူးနော်ဒီကောင်ကတော့လွှင့်လို့ရတယ်ကျွန်တော်တို့ဈေးကွက်ရဲ့ပထမအလဲ point ပေါ့နော်အလဲ point 3ညမှာကျွန်တော်တို့80ထွက်တယ်အောက်ဘာ93 93မှာပေါင်းချင်းနှစ်တန်ကြီး90မှာ9ပြိတ်လို့ထွက်ရမယ်ဇယားမှာ80နဲ့2လို့ထွက်တယ်။ဥပင်ဇယားမှာက96ခွန်ထိတ်နော်96ခွန်ထိတ်ဒုတိယအပင်မှာကျွန်တော်တင်လိုက်တဲ့အလဲ point 1တစ်ပတ်တီးလို့ထွက်တယ်ပေါ့နော်50တစ်ပေါ့ဒါလေးကတော့ကျွန်တော်မရှင်းပြတော့ဘူးနော်ဒါတွေကတော့မရှင်းပြတော့ကိုယ့်ဟာလေးနဲ့ကိုပေါ့နော်ဒါတွေကတော့မရှင်းပြတော့ဘူးကစားမယ်ကဏ္ဍနေပေါ့နော်ဒီမှာနော် point တသမနောက်ကအလုံးပေါ့အဲ့တော့ဒီပင်မှာကျွန်တော်တို့ကအောက်ဘာ80ဆိုတဲ့ခွန်ရဲ့တန်ကြီးက45လို့ရပြီးတော့6ပြိတ်မှာကျွန်တော်တို့54လို့ထွက်တယ်ပေါ့နော်ထိပ်ကြီးက345ထိပ်ဒါမနေ့ကဖြစ်သွားတဲ့ပုံလေးပေါ့နော်ဒါမနေ့ကကျွန်တော်တို့အလဲ point 3ပေါ့နော်3ပတ်တီအဲ့ဒီ3ပတ်တီမှာကျွန်တော်တို့အောက်ဘာက54 6တန်ကြီးကျွန်တော်တို့9ရဲ့တန်ကြီးက1နှစ်ပေါ့နော်3ပြိတ်ပါ3ည3 56ခွန်ထိပ်က60ထွက်တယ်ကျွန်တော်ပြီးတဲ့ပတ်တီးက6နဲ့ခွန်ထွက်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဈေးကွက်ပတ်တီးက3ညထွက်တယ်1ထွက်တယ်ကျွန်တော်တို့3ထွက်တယ်ဒီနားလေးမှာသင်္ကေတလေးတစ်ခုအလဲ point 3ညဟာ3ညနောက်ပိတ်လို့ထွက်ပြီးအလဲ point 1ကလည်း51လို့ထွက်တယ်အလဲ point 3က3နောက်ပိတ်ပဲထွက်တယ်နော်3ည3ပဲအဲ့တော့ကျွန်တော်တို့ကတွက်ခွင်နေနဲ့ညထိတ်ခွန်ထိတ်နှစ်ခတ်ထိုင်ပြီးတော့သူ့ရဲ့တန်ကြီးမှာကျွန်တော်တို့3ည5ခွန်ပေါ့နော်ဒီ3ည5ခွန်ကပြီးအဖြစ်နဲ့ကျွန်တော်တို့ကစားပေးရမှာဖြစ်ပါတယ်နော်3ည5ခွန်3ည5ခွန်လို့ပဲပြီးအဖြစ်နဲ့ကစားရမယ်အရင်လိုက်တင်မှာလည်းကျွန်တော်ပြောတယ်အခုဒီနေ့ကစားမယ့်ဇယားလေးကိုကျွန်တော်ပြမယ်ကျွန်တော်တို့2026 25ကုန်ပြီးတော့2026ကိုကူးလာတဲ့အချိန်မှာနော်ခွန်တလုံးပေါ့နော်53ညခွန်တရက်2ရက်မှာခွန်တလုံးပေါ့နော်ခွန်တလုံးမှာပဲနော်ဒီခွန်ကနေလာမယ်နော်တပွဲ2ပွဲကြော်မှာခွန်ဒီခွန်ကနေပြီးတော့တပွဲ
ပွဲကြော်မှာလဲခွန်ပေါ့နော်အဲ့ချိန်မှာကျွန်တော်တို့တပင်နှစ်ပင်ကြော်မှာခွန်တပင်နှစ်ပင်ကြော်ခွန်ပေါ့နော်ခွန်ကစားခိုင်းတာပေါ့နော်တပင်နှစ်ပင်ကြော်ခွန်အဲ့ဒါကျွန်တော်တို့တပင်နှစ်ပင်ကြော်မှာဒီမှာခွန်လို့ကစားရတော့အဲ့ဒါကျွန်တော်တို့ကြံတဲ့ရက်ပတ်တီးကခွန်ပဲဖြစ်နေတယ်နော်ခွန်နဲ့ငါးပေါ့ငါးနဲ့ခွန်ဖြစ်သွားအဲ့ဒီခွန်မှာကျွန်တော်တို့အဲ့ဒီခွန်မှာဒီမှာကျွန်တော်တို့ရှိထားတဲ့ငါးပေါ့နော်ဒီနားလေးပဲကျွန်တော်ကပ်ပြလိုက်မယ်နော်အများကြီးဆိုဒီခွန်တစ်လုံးကိုကစားတော့မယ်ဆိုရင်ကျွန်တော်တို့နောက်ပိတ်ကရှိရလေးရပေါင်းရင်နှစ်ခွန်နောက်ပိတ်နဲ့90နဲ့နှစ်ဒီခွန်မှာလဲကျွန်တော်တို့9ရ1ရပေါင်းရင်6တစ်နောက်ပိတ်နဲ့90နဲ့1အဲ့တော့တပင်းနှစ်ပင်းကျွန်တော်တို့4ရ3ညရပေါင်းရင်4အဲ့တော့နောက်ပိတ်က4 9ဖြစ်နေရနော်4 9ဆိုရင်ကျွန်တော်တို့ခွန်4နဲ့ခွန်9 4နဲ့90နဲ့9နော်ကျွန်တော်တို့ခုနနော်အဲ့တော့ဒါလေးကတော့ရံပေါ့ဗျာနော်အရံလေးပဲထိုးပေါ့ကြာမယ်